ရှင်ညာလေးဆရာကြီးတို့ကလည်းအောက်မှာထိုင်နေရတာခွင့်လွတ်ပါလို့တောင်းပန်ပါတယ်သူတို့မှာ7 ပါးသီလ10 ပါးသီလရှိပါတယ်ကျွန်တော်မှာ5 ပါးပဲရှိပါတယ်5 ပါးတော့လုံပါတယ်အဲ့တော့ဟန်ကြလိုက်တာကျွန်တော်သူတို့ကဒီပေါ်ခုံကလေးတင်ပေးမယ်ကျွန်တော်မဟောရဲပါဘူးတန်ဃာတော်တွေကခွင့်ပြုလေအဲ့ဒါအာကာရဝဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုလေးထိုင်ပြီးတော့ဟောပြရစေလို့ခွင့်တောင်းတော့ဆရာတော်များကခွင့်ပြုတဲ့အတွက်ဒါစတိုင်ကြပါတယ်အချို့မြို့တွေဆိုလို့ရှိရင်စင်ကြီးတွေကမြင့်လိုက်တာကျွန်တော်မဟောခင်အောက်ကထိုင်ပြီးတော့ကိုယ့်လက်ရောက်မှကြောက်နေပါတယ်အဲ့ဒီစင်မောငါဘယ်လိုရောက်အောင်တက်ရမလဲပြီးခဲ့တဲ့နှစ်ကအခုကူမှာဟောတော့အဲ့လိုပဲစင်ကမြင့်နေလေက9 ထစ်ရှိတယ်2 ယောက်ကတွဲရတယ်စင်မောက2 ယောက်ကဆွဲရတယ်နောက်က2 ယောက်ကတွန်းရတယ်6 ယောက်ပေါင်းမှကျွန်တော်စင်မောရောက်တယ်ဟိုးနောက်က1 ယောက်ကမနေနိုင်ဘူးလှမ်းអော်ပြောတယ်ဟာဒီစာရေးဆရာလည်းတော့တောက်ထားပြီးမူးနေတာပဲတောက်လည်းမတောက်လဲရပဲနဲ့အဲ့ဒီလိုလည်းပြောတာကြုံရပါတယ်ကျွန်တော်ကျောင်းသားဘဝမန္တလေးတက္ကသိုလ်ကျောင်းသားတို့ကတော့ပေါ်လုံးလက်ရွေးစင်ပါပဲပေါ်လုံးကန်ကောင်းပါလေအခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူးကျွန်တော်မှတ်မိပါတယ်မန္တလေးတက္ကသိုလ်ကျောင်းသားတို့ကဝါဆိုလာပြည့်နေ့မှာမန္တလေးတောင်ကိုပြေးတက်တယ်လေကား1 ထစ်ကျော်ခုံပြန်ကျော်လွှတ်တက်တယ်ဟိုးရှေ့ကကောင်မလေးတွေကိုမိအောင်လိုက်တာပါခုတော့မလိုက်နိုင်တော့ပါဘူးလိုက်ချင်စိတ်လည်းမရှိတော့ပါဘူးဟိုးသူများကိုနှိမ့်ဆက်ညှဉ်းပန်းရင်အဲ့လိုမတန်မစွမ်းဖြစ်တယ်တဲ့ကျွန်တော်ဒီဘဝတော့သူများကိုနှိမ့်ဆက်တာမရှိပါဘူးနှိမ့်ဆက်ညှဉ်းပန်းတယ်လို့ကြားရင်လည်းဆက်ဆုပ်ယွံမုန်းပါတယ်သို့တော့အတိတ်ဘဝတစ်ခုတုန်းကတော့တော်တော်ပြင်းငယ်ပုံရပါတယ်အဲ့ဒီဝတ်ကြွေးတွေပေးဆက်နေရတယ်ဝတ်ကြွေးရှိရင်ပေးရမှာပဲလေဒီဆရာတော်ဘုရားကြီးကအိမ်တိန်ကဆွန်းစားပင့်တယ်တဲ့ဆွန်းသွားပြီးတော့ဖုံးပေးတာပေါ့ဆွန်းဖုံးပေးပြီးတော့အိမ်ကပြန်ထွက်မှာအိမ်အဝင်ချွတ်ထားခဲ့တဲ့လေဒီဆရာတော်ဘုရားကြီးရဲ့ဖက်နှက်ကပျောက်သွားတယ်ကျန်တဲ့တန်ဃာတွေကတော့ကိုယ်ဖက်နှက်ကလေးကိုစီးကြွသွားလေဒီဆရာတော်ကြီးကသူချွတ်ထားတဲ့ဖက်နှက်နေရာကလေးအငေးသားကြည့်နေပါတယ်တဲ့အလှရှင်ကစိတ်မကောင်းဘူးအရှင်ဘုရားဖက်နှက်ကိုနှမျောမနေပါနဲ့တပည့်တော်အစ်စ်ဝယ်လှူပါမယ်လို့ပြောတယ်လေဒီဆရာတော်ကြီးကပြန်ပြောတယ်ဖက်နှက်ကိုနှမျောလို့မဟုတ်ပါဘူးတဲ့ဟိုးတိတ်ဒီဘဝမှာလေဒီဆရာတော်ဖြစ်မဲ့ပုဂ္ဂိုလ်ကဟိုးတိတ်ဘဝတစ်ခုမှာသူများဖက်နှက်ခိုးခဲ့မိတာရှက်လို့ပါကျွန်တော်တို့ကောင်းမှုတွေပြုရင်ကောင်းမှုကံထက်ချက်လိုက်နေတာပါပဲမကောင်းမှုပြုရင်မကောင်းတဲ့ကံတွေအကျိုးပေးခြင်းတိုင်ရင်ကျိုးပေးတာပါပဲမြည်သည့်ကံမှအဟောတိကံဖြစ်သွားတာမရှိပါဘူးကျိုးမတန်သေးရင်မပေးတာပါပဲမဖို့နိဗ္ဗာန်ရမှအဲ့ဒီကောင်းမှုကံရောမကောင်းမှုကံရောအားလုံးအဟောတိကံဖြစ်ပါတယ်။ကြောင့်မို့မြတ်စွာဘုရားကမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါဘဝနေနီးကောင်းလဲဖြစ်ပါတယ်လို့နောင်တတဖန်ပူပန်စရာမရှိပါဘူး။လူတွေကလည်းများလိုက်တာပြိတ္တကကျွန်တော်ဟိုးကနေကိုသာချိုပြောနေတော့လာတဲ့ခါကျတော့ပြင်မဲ့မှာပြိတ္တတွေအများကြီးတွေ့တယ်ပိတ်ကားကြီးတွေ့တယ်မောင်သာချိုမတွေ့ဘူးမောင်သာချိုဘယ်နာပြောနေပါလိမ့်သူတွဲလာတဲ့ကလေးကိုမေးရတယ်ဟိုခမ်းမထဲမှာရှိတယ်တဲ့ဟိုးဒီမှာရောက်တော့လေအများကြီးပဲပြင်မှာလဲအ ਨੇ ဆုံးတော့ဒီလောက်ရှိမယ်ဒီတဲ့ပူခြင်းပူပါမယ်လေဝေးမျိုးစာချစ်ကြတယ်စာပွဲသပင်ကိုအာရပါရ
နားဆင်အားပေးကြတယ်ကျွန်တော်မှတ်မိပါတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကလယ်ဝေးကိုအချိန်လာဟောဘူးပါတယ်အဲ့တော့ကျွန်တော်တို့ည7 နာရီထိဟောပြောပွဲကမစသေးပါဘူးကျွန်တော်မေးကြည့်ဟောပြောပွဲကဘာလို့မစသေးတာတော့မီးမလာသေးလို့ဆရာလေဝေးမီးပြတ်တယ်အဲ့ဒီမီးကဘယ်တော့လာမှာတော့ကျွန်တော်မေးမသိဘူးဆရာဟောမသိတဲ့မီးထိုင်ဆောင်နေလင်းသွားမှာပေါ့မီးတစ်ခုခုရှားပေါ့ဗျာဒီစကားပြောပထရီအိုးလေးရှင်ရတာပဲဒါနဲ့ဟုတ်ကဲ့ထွက်သွားကြပါလိမ့်ကျွန်တော်ကပြောတာကတော့ဘက်ထရီမီးချောင်းလေးအောက်လင်းတက်မီးကလေးအဲ့လိုလေးဖုံးမှုပြောချင်တာပါသို့သောတော့မကြပါဘူးပြန်လာကြတယ်ရပါပြီဆရာကြွပါကျွန်တော်တို့ခေါ်သွားပါတယ်ခမ်းမကြီးပြဇက်ယုံလိုကြီးပဲအဲ့ထဲမှာကော်မတီကလည်းမရှိဘူးလားချွေတာလားမသိပါဘူးဗျကျွန်တော်တို့စကားပြောဒီလိုစစ်မော်မှာဖျောင်းတိုင်လေး3 တိုင်ထွန်းထားပါတယ်တယုံလုံးတော့ဘာမီးမှမရှိပါဘူးကျွန်တော်တို့ကဥရှင်ကြီးတင်ထားတာကြလို့ပါပဲပိဋကကကျွန်တော်တို့မြင်ရလားမမြင်ရလားတော့မသိပါဘူးကျွန်တော်တို့ကပိဋကကိုတယောက်မှမမြင်ရပါဘူးလှိုင်ကူမဲကြီးကိုကြည့်ပြီးတော့ဟောနေရတယ်ရည်တန်ကြားရင်အားရှိပါလေဩလူတွေရှိတယ်ကွစာရေးဆရာကောက်လိုက်သူဟောတော့ဒီစရာလေးပါလေးပြောတယ်လူတွေရှိမှန်းသိကောက်လိုက်ပြီးတော့ကျွန်တော်ဟောတယ်ကျွန်တော်ပြောတော့လေရည်စရာလေးပါလေးပြောတော့လူတွေရှိမှန်းသိနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဘုကျော်အောင်ဆန်းရဲ့ကိုရံတော်ပါတော်မြဲပူထွန်းလှသူကငါကွာတဲ့84နှစ်ပြီတဲ့နောက်လည်းလိုက်နိုင်မယ်မထင်ပါဘူးတဲ့ဘုကျော်တို့ခက်ကငါအားရပါရပြောချင်တယ်ကွာကျွန်တော်အားပေးပါတယ်ပြောဆရာပြောတာပြောဆရာကပြောတယ်ဗျရည်စရာလည်းတစ်ခုမှမပါဘူးကျွန်တော်တို့နားထောင်တဏှာကြီးလောက်ကြာတော့ကျွန်တော်စိတ်ထဲမှာတန်တရားဖြစ်ပါတယ်ဟိုးနောက်ကလည်းငြိမ်တိတ်နေတာပဲလူတွေရောရှိသေးရဲ့လားတကယ်ဆိုရင်ခုလိုဆောင်းနှင်းဟောတာဗျချောင်းဆိုးတန်လေးပါလေးကြားဖို့ကောင်းပါလေဟိုးလက်ဝဲရလူတွေကလည်းမှလိုက်တာတယောက်မှချောင်းဆိုးတန်မကြားရပြီးရောကျွန်တော်ပြေးထွက်ပြီးတော့စောင့်ကြည့်တယ်နင်ကဘယ်နှယောက်ထွက်လာတော့ဆိုရှေ့ဆုံးတန်းကျွန်တော်တို့6 ယောက်ပဲထွက်လာပါတယ်မရှိတော့ဘူးလူတွေကလည်းဘယ်သိမလဲဗျာမီးရပြတ်မှောင်းနေတဲ့ခါကျတော့သူကသူပြန်သွားလူတွေကြံသားလောက်ကြံမှာပဲထင်ပြီးသူကလည်းအာမနာပါဘူးပြန်သွားကြံတဲ့လူတွေကလည်းအဲ့လိုပဲကြံတဲ့ကြံဦးမှာပဲကွာဆိုပြန်သွားကျွန်တော်တို့6 ယောက်ပဲကြံပါတယ်တကယ်ဖြစ်ပါပဲကျွန်တော်ဘိုထွန်းလာကိုမေးတယ်ဆရာလည်းဗျာရန်တန်ဟောနေပဲလူကလည်းတယောက်မှမရှိတော့ဘူးမသိဘူးလေကွာငါလည်းအဲ့ဒီယုံကြီးနဲ့ပြည့်ရှိတယ်မလို့ချနေတာပဲဘိုလ်ချုပ်တို့ခက်ကပြောလိုက်တာနောက်တစ်ခေါက်ကျတော့ဆရာအောင်နဲ့ကျွန်တော်နဲ့ဗျနောက်တစ်နှစ်လောက်ကျတော့ဆရာအောင်သင်းနဲ့ကျွန်တော်တို့ကိုနေ့လေဇာကျွေးတယ်ဗျကျွန်တော်မှတ်မိတယ်ဆိုင်နာA1 နဲ့နော်အဲ့ဒီဆိုင်မှာကျွေးတော့စားပေါ့လေစားပြီးတော့ကော်မတီကပြောတယ်ဗျပြီးတယ်ကျွန်တော်တို့ကိုကျွေးတာဒီကိုလင်းဆိုတဲ့လူပါပဲတဲ့အဲ့တုန်းကခက်ငယ်ငယ်ပင်ပင်ပါပါပဲဟောကျေးဇူးတင်ပါတယ်ကွာမင်းကဘာလုပ်တာတော့ကျွန်တော်သူ့မေးပါတယ်သူကစီဆက်ပါတယ်တဲ့ဩကောင်းတာပေါ့ကွာစီဆက်ဆိုတော့စီစစ်စားရတာပေါ့ကျွန်တော်အဲ့လိုပြောတယ်အခုစီဆက်မလုပ်တော့ဘူးတဲ့ကျွန်တော်စက်ရုံတစ်ခုတည်နေတယ်တဲ့အော်မင်းအဲ့ဒီစက်ရုံတည်တော့အစင်းစင်းခွင့်ပြုချက်တွေတောင်းရတယ်ဘယ်လိုတောင်းတယ်တော့ကျွန်တော်မြို့နယ်ခရိုင်တိုင်းမန္တလေးထိကုန်ပြီးပါပြီတဲ့ရန်ကုန်မှာကျွန်တော်တို့နောက်ဆုံးရုံးချုပ်ကိုတက်ဖို့ပဲရှိပါတယ်တဲ့မင်းအဲ့ဒီရုံးချုပ်တက်တဲ့ခါကျတော့ရုံးချုပ်မှာမင်းအသိရှိလို့လားမရှိပါဘူးတဲ့ရှိစရာလည်းမလိုပါဘူးကျွန်တော်ပွဲစားနဲ့3000ပေးရမယ်သူပြီးအောင်လုပ်ပေးမယ်ပြောပါတယ်တဲ့
အဲ့တော့3000ကနဲတဲ့ငွေမဟုတ်ဘူးကျွန်တော်ပြောတော့အော်မင်းကလည်းကွာအဲ့ဒီယုံချုပ်ကလက်မှတ်ထိုးတဲ့လူနဲ့မင်းနဲ့သိလို့ရှိရင်တပြားမှပေးเสียမလိုဘူးကွဟိုကျွန်တော်မှမသိပဲအဲ့လိုပြောပါတယ်ကျွန်တော်ပြောပါတယ်မင်းကျွေးတဲ့ထမင်းလည်းငါစားပြီးပြီကွာအဲ့ဒီလက်မှတ်ထိုးမဲ့လူကငါပဲကွမင်းငါတို့ပြန်သွားရင်အတိုင်းကခွင့်ပြုချက်တွေပါဒီကင်ပြီးလိုက်တာလာခဲ့ပါတော့တပြားမှလည်းမပေးပါနဲ့ငါပေးပါမယ်ဆိုလက်မှတ်ထိုးပေးလိုက်ပါတယ်ကျွန်တော်တပြားမှသူ့ဆီကမယူတာဟန်ကြလိုက်တာအခုနှစ်20ကျော်ပါပြီကိုလင်းလင်းကနှစ်တိုင်းစီပုံးနေပို့ပါတယ်တွက်ကြည့်ရင်ကျွန်တော်ဟိုတုန်းကယူရင်3000မရမှာနော်အခုကျွန်တော်သိန်းပေါင်းနဲ့တွက်ကြည့်တော့များနေပြီလူဆိုတာလောဘတွေသိမရှိရင်ပူရတယ်လို့ကျွန်တော်နားလည်ပါတယ်ပို့တယ်ဗျာနှစ်တိုင်းကျွန်တော်မေ့နေတယ်ဩဒီကောင်ကလည်းမမေ့ပါလားဟန်ကြတာပါပဲအဲ့တော့ကျေးဇူးတင်ပါတယ်ဒါလေဝေးဟိုမတရားကလေးပါပဲအဲ့တော့ပြိဿတ်တွေလောက်များတာမြင်တော့ကျွန်တော်ကဘာသွားတရိယာတုံးဆိုတနှစ်တော့ကျွန်တော်တရုတ်ပြည်ရောက်နေတယ်ဗျဒီလိုရာဒီမျိုးပဲတရုတ်စာရေးဆရာတွေကချစ်ကြည်ရေးခီးဆိုပြီးတော့ဖိတ်လို့သွားတာသွားတဲ့အခါကျွန်တော်ကပြောပြတယ်ဗျဩလို့မင်းတို့ကလည်းဒီရာဒီမျိုးဖိတ်တာကိုစကားပြန်နဲ့ပြောတာပေါ့နော်ငါတို့နိုင်ငံမှာဒီချိန်ဆိုလို့ရှိရင်စာပေဟောပြောပွဲတွေရှိတယ်ကွအဲ့ဒီတုန်းကအခုလိုညံပူဇော်ကတွေပါတွေမဟုတ်ပါဘူးဟိုပစိုးလေးတခွင်းပေးပါတယ်ဟောပြောပွဲမှာကျွန်တော်တို့အဲ့ဒါလေးကိုပျော်လို့ပါပဲပစိုးလေးအလကားဝေးရကျွန်တော်တို့ချင်းချင်းတော့ပြောပါတယ်ပစိုးတခွင်းနဲ့မိုးအလင်းဟောပါတယ်နောက်တော့ကျွန်တော်ဟိုမကွေးသွားဟောတယ်ဗျကက်ကြီးတက်လက်ပေးပါတယ်ဟောကက်ကြီးတက်လက်နဲ့လည်းနှစ်ချီထွက်အောင်ဟောတာပါပဲနောက်တစ်ခါပြိုင်ဥသွားဟောတယ်ဗျပြိုင်ဥကငချင်တရွဲပေးတယ်ဟောငချင်တရွဲနဲ့လည်းဖင်ပြဲအောင်ပြောတာပါပဲအဲ့ဒါစာရေးဆရာပါပဲအဲ့တော့မင်းတို့ကဒီချိန်မှဖိတ်တော့ကွာငါလက်ဆောင်နေလွတ်ကုန်ပြီပေါ့ငရုတ်သီးတွေပေးယူတာပါပဲကြက်သွန်တွေပေးသေးတာပါပဲစီပုံးလေးပါလေးရလဲပျော်တာပါပဲဘာမှမပေးရင်လည်းဘာမှမရပါဘူးပေးမှမပေးဘဲနဲ့ပဲရတော့အဲ့ဒါလည်းကျွန်တော်တို့ကပြောလို့ပဲသွားပြီးတော့တနင်္ဂနွေလုံးလှည့်လေဟောပြောဒီချိန်မှာငါတရုတ်ပြည်ရောက်နေတော့အဲ့ဒါတွေအကုန်လုံးလွတ်ကုန်တာပေါ့ကွာရုပ်စာရေးဆရာဥက္ကဋ္ဌမေးစာပေဟောပြောပွဲဆိုတာဘာလဲတဲ့ဟောစာရေးဆရာကစာပေအကြောင်းဟောတာပေါ့စာချစ်တဲ့သူတွေကလာနာထောင်ကြတာပေါ့အများကြီးပဲလားတဲ့မေးတယ်ဟိုးအများကြီးပေါ့ခမ်းမထဲမှာဟောရင်အပြည့်ကွကွင်းပြင်မှာစင်ထိုးဟောရင်3-4တောင်လာနာထောင်နေသူတို့ဥက္ကဋ္ဌပြောပါတယ်ငါတို့စီမှာအဲ့ဒါမျိုးမရှိပါဘူးတဲ့မင်းပြောတာစိတ်ဝင်စားဖို့ကောင်းတယ်တဲ့ဒီနေ့ညမင်းတို့ကိုကွန်မင်း University မှာငါတို့ညစာကျွေးဖို့စီစဉ်ထားတယ်တဲ့ငါတို့လူစုကြည့်မယ်လေတဲ့လူတွေစီးအောင်လို့ရရင်မင်းဟောပေးမလားတဲ့ကျွန်တော်လည်းခက်လွယ်လွယ်ပြောလိုက်ပါတယ်ဟောပေးမယ်လို့ညကြတော့ကွန်မင်းတက်ကတူမှာကျွန်တော်တို့ညစာစားနေတော့ရုပ်စာရေးဆရာတွေရောက်လာတယ်အံ့ဩစရာကောင်းလိုက်တာတဲ့မြန်မာလူမျိုးစာရေးဆရာဟောမယ်ကြောင့်ငါတို့စီးအောင်တာဟိုးဘက်ကခမ်းပါတယ်မှာလူတွေကိုအများကြီးရောက်နေပြီတဲ့အဲ့လောက်များတဲ့ပြိဿမတွေ့ဘူးတဲ့မင်းစားပြီးဟောရမယ်နော်ကျွန်တော်ထမင်းကိုမြန်စားပါတယ်အံ့ဩစရာကောင်းအများပြားတဲ့ပြိဿစောင့်နေရမှာအာနာလို့ခေါ်သွားပါတယ်အဲ့ဒီခမ်းပါတယ်ကိုရောက်အံ့ဩစရာကောင်းလောက်အများပြားတယ်ဆိုတဲ့ပြိဿကိုတွေ့ရပါတယ်ကျွန်တော်ရေတွက်ကြည့်တာအားလုံး14ယောက်ရှိပါတယ်အံ့ဩလုံးလို့အဲ့ဒီ14ယောက်လည်းကျွန်တော်ချမ်းသာမပေးပါဘူးဟောပြခဲ့ပါတယ်ကျွန်တော်ကမြန်မာလူဟောပါတယ်ကျွန်တော်မှတရုတ်လူတစ်လုံးမှမတတ်တာပဲအောက်ကနားထောင်နေတဲ့တရုတ်14ယောက်ကလည်းမြန်မာစကားတစ်လုံးမှမသိပါဘူးကြောင်စီလေးတွေငေးလို့ပါပဲတနာဖို့တောင်ကောင်းပါလေကျွန်တော်ကနည်းနည်းဟောပြီးကျွန်တော်ဘေးကိုဖယ်ရတယ်ဒီလိုစကားပြောစဉ်လေးနဲ့
ကျွန်တော်တို့စာရေးဆရာမြန်မာပြည်သွားတာ9 ယောက်တယောက်ကအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်သူကအင်္ဂလန်မှာကျောင်းနေဘူးတယ်အခုနကျွန်တော်မြန်မာလိုဟောတာကိုအဲ့မြန်မာစာရေးဆရာကအင်္ဂလိပ်လိုဘာသာပြန်ပြီးဟောရတယ်အဲ့ဒီထိလည်းတရုတ်တွေဘာမှမသိပါဘူးသူတို့အင်္ဂလိပ်စာအားနေပါတယ်ပြီးတော့မှအဲ့မြန်မာစာရေးဆရာဘေးကိုထပ်ဖယ်လိုက်အဲ့ကူမင်းတက်ကတူကအင်္ဂလိပ်စာပါမောက္ခမစ္စတာယန်နဲ့သူကဒီစကားပြောစဉ်ကိုရောက်လာပြီးတော့အခုနမြန်မာစာရေးဆရာအင်္ဂလိပ်လိုဘာသာပြန်တာကိုသူကတရုတ်လိုထပ်ပြန်ရတယ်3 ဆင့်ပြန်ရပါတယ်ကျွန်တော်ရည်စရာတစ်ခွန်းလောက်ပြောရင်နောက်ထပ်9 မိနစ်လောက်ကြာမှရည်သံထွက်တယ်ပြောရတာအားမရှိပါဘူးဘယ်တော့မှရည်မလဲလို့ရင်ကိုမောနေတာပဲအဲ့လိုလဲဟောခဲ့ရပါရဲ့ဒီမှာခုပြောခုရည်တော့အားရှိတာပေါ့အဲ့တော့လာရတဲ့ခီးစဉ်အားလုံးစစရာရာဆင်ပြေပါလေဒီနှစ်တော့ကျွန်တော်တို့မုံဆိုတဲ့ရွာကြီးကဖိတ်တယ်ဗျဖြူထီအောင်တော့အဲကွန်ဘတ်နဲ့လာရမယ်တဲ့ဖြူရောက်လို့ရှင်ဟိုဘက်က4 မိုင်လောက်တော့ဆိုင်ကယ်စီးရမယ်တဲ့။အော်4 မိုင်လောက်တော့ရပါတယ်ကျွန်တော်တို့ကလည်းအညာလွယ်တယ်လိုက်ချင်တာကိုဒါနဲ့ဖြူရောက်လို့အဲကွန်ဘတ်ပေါ်ဆင်းလိုက်တာနဲ့ဆိုင်ကယ်တွေလာပြီးဂျိုနေကြပါတယ်အများကြီးပဲကျွန်တော်ဆိုင်ကယ်တစ်စင်းမှာခွာထိုင်မိတယ်ဆိုရင်မဖြူမှရှိတဲ့မိတ်ဆွေတယောက်ကလှမ်းတွေ့သွားတယ်ဆရာဘယ်သွားမလို့လဲတဲ့။အော်မေးတယ်။အော်မုံကိုသွားမလို့ပါလို့ဖြူကလူကသိတာပေါ့အဝေးကြီးပဲနော်တဲ့ကျွန်တော်လူလယ်လုတ်ပြီးပြန်ပြောလိုက်ပါတယ်မဝေးပါဘူး4 မိုင်နဲ့ပါလို့ဖြူကလူကခေါင်းခါပြတယ်မကဘူးနော်တဲ့10 မိုင်ကျော်လိမ့်မယ်တဲ့တကယ်ခေါ်သွားတော့14 မိုင်ရှိပါတယ်ဆိုင်ကယ်စီးရတာဖင်လေးကိုကျိန်းလို့ပါပဲကျွန်တော်ဆိုင်ကယ်စီးတဲ့ကောင်ကလေးသေးသေးပူပူလေးဗျကျွန်တော်ခေါင်းကသူ့ခေါင်းပေါ်ကျော်လို့ဟန်ကြပါတယ်ရှေ့ကမြင်ကွင်းရှင်းတာပေါ့အဲ့ဒီကောင်လေးကိုကျွန်တော်မေးကြည့်တယ်မင်းနာမည်ကဘယ်သူတော့ဆိုတော့လာလူတဲ့ဟိုးသူ့နာမည်ကလည်းတစ်မျိုးပါပဲအဲ့ဒီလာလူကိုကျွန်တော်ငယ်ချစ်ဥလို့သဘောထားပြီးတော့ဒီကောင်ခါကိုတင်းနေအောင်ဖက်ရတယ်မဖက်ရင်ကျွန်တော်ပြုတ်ကြမှာပဲနောက်တစ်ယောက်ကရုပ်ရှင်မင်းသားသူ့မောင်မြသူ့မောင်ဆိုင်ကယ်စီးတဲ့ကောင်ကလေးကပိန်ပိန်ပါပါငကွင်းကလေးနဲ့သူ့မောင်ကလည်းသူ့မော်ဒယ်လေးတင်းနေအောင်ဖက်လို့နောက်တစ်ယောက်ပါသေးဗျချစ်ဦးညိုဒီကောင်ကတော့ကံမကောင်းဘူးသူဆိုင်ကယ်စီးတဲ့ကောင်ကမဲမဲတုတ်တုတ်ကြီးဒီကောင်ဖက်လို့မရဘူးပခုံးလေးကင်လိုက်တော့ကျွန်တော်ကြည့်နေပြုတ်ကြစရာရှိဒီကောင်ကြမှာပဲအဲ့ဒီလိုလဲဟောပြောပွဲတွေသွားခဲ့ရပါတယ်ကျွန်တော်တို့စာရေးဆရာတွေစာကိုဘယ်လိုရေးတော့ကျွန်တော်ပြောမယ်ခေါင်းစဉ်ကလေးနဲ့စပြရတယ်ဘဝမှစာမှဘဝဒီဘဝထဲမှာတွေ့တဲ့တွေ့ကြုံတွေကိုကျွန်တော်တို့စာရေးကြတာပါပဲသွားလျာလာလျာတွေ့ပါတယ်ဒါကိုကုံချမ်းလို့လည်းခေါ်ကြပါတယ်မှန်တော့အတွေ့အကြုံပါပဲအဲ့ဒါကလေးတွေကိုကျွန်တော်တို့ရေးတတ်တဲ့စာရေးခြင်းအတတ်ပညာအနုပညာနဲ့စာတပုတ်ဖန်တီးကြတာပါပဲခုလိုဟောပြောပွဲသွားရင်လည်းကျွန်တော်စာရေးစရာတွေရပါတယ်တခါတော့ဟိုထက်ညာရွှေဘုံကဖိတ်လို့သွားဟောရညနေပိုင်းကျအားနေပါတယ်3 နာရီလောက်ရှိကျွန်တော်တို့ခုလိုအားနေမယ်အစားလှရောရွာကိုလိုက်ပို့ပါလားလို့12 မိုင်လောက်ဝေးတယ်ရွှေဘုံသားတွေကမေးတယ်ဆရာကြီးကဘာလုပ်ချင်လို့လဲတဲ့အဲ့လှရောသားတွေကစကားပြောရင်အလင်းကားတွေနဲ့ပြောတယ်ဗျဥပမာအလင်းကားတဲ့နှိုင်းရှင်ပြတယ်အတိတ်တရားဝုဒ္ဓအလင်းကားအကြီးကျယ်ကြီးတွေချက်ကားပြောတယ်ဝင်ကဝုဒ္ဓအလင်းကားတဲ့မပြောဘူးတကွက်ကျော်တွယ်ကဝိုက်ခါပြောတယ်အဲ့ဒါကြီးကျွန်တော်မန္တလေးတက္ကသိုလ်မှာမြန်မာစာနဲ့ပွဲရတော့သင်ခဲ့ရပါတယ်သိပါတယ်တတ်ပါတယ်ဒီလှတော်သားတွေကဘယ်သွားသင်ပြီးတော့တတ်နေကြတော့ဟုတ်ရောဟုတ်လို့လားတန်တရားရှိတယ်ဒါကြောင့်မို့လို့ဂျုံတော့လှတော်ကိုသွားပြီးတော့လှတော်သားတွေနဲ့အရှင်လက်လက်နားထောင်ကြည့်ခြင်းနဲ့
လိုက်ပို့တယ်ဘင်ကားကလေးနဲ့လာတော့ရွာရောက်လမ်းစုံမှာကားကလေးကိုရက်လိုက်ဟိုးရှိရလူတယောက်စူပါကတ်ဆိုင်ကယ်ကလေးစီးလို့ရွှေဘိုသားကမြင်းနေဟေးကိုကျော်မြင့်လာအောင်လမ်းခေါ်ပါလေကိုကျော်မြင့်ဆိုတဲ့လာတော့သားဆိုင်ကယ်ကလေးဖြည်းဖြည်းလှိမ့်လာတယ်ကျွန်တော်ထိုင်းနေတဲ့ကားပရင်းပေါက်ဘေးမှာတဲ့ရက်ပါရွှေဘိုသားကပြောတယ်ဒီမှာကွရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လာတော့သားနဲ့စကားပြောကြည့်ခြင်းလို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ကကျွန်တော်ကြည့်ပြီးပြောပါတယ်ရပါတယ်တဲ့ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲတဲ့အဲ့ဒါလှတော့သားဗျဘာမှန်းကိုမသိဘူးကျွန်တော်အော်ဘာဖြစ်လို့တော့လို့မေးရတယ်သူကတဲ့မပြောဘူးလေအကွက်ကြော်နေပြောထားတယ်ဘာဖြစ်လို့တော့လို့မေးတော့ဆရာကြီးစဉ်းစားကြည့်လေတဲ့သွားဆရာဝန်နဲ့တွေ့ရင်ပါဇက်ကိုဖျဲမပြရဘူးလားတဲ့အော်ပြတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့အဲ့လိုပဲလေကျွန်တော်တို့နဲ့တွေ့ရင်ကျွန်တော်တို့ကရည်စရာတွေပြောတော့ဆရာကြီးကရည်ရင်ပါဇက်ဖျဲပြရအောင်မယ်သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲကျွန်တော်သူ့ကိုသဘောကျတယ်ဒါလှတော်သားစစ်တယ်ကွာအဲ့ဒါနဲ့ကျွန်တော်သူ့ကိုမိတ်ဆက်ပေးတယ်ဟိုးမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီးဤကြကွေးပါပဲအဲ့လိုလဲပြောလိုက်ရောလှတော်သားချက်ချင်းထွက်လာဟာဆရာကြီးနာမည်ကလည်းကောင်းလိုက်လားမနေ့လေးလို့လက်ဖေးဆိုင်တော့မုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ရုံပဲနိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နိုင်ငုတ်တုတ်ပဲကျွန်တော်ကိုကြီးခံရပြီလားကွာခံရရတယ်ကွာအေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖေးဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖေးတော်ရင်စကားပြောကြလှတော်သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရသူတို့ပြောတဲ့စကားလေးတွေနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပင်ညှက်ဆိုင်ရှေ့တုံဖြတ်မစီးရဘူးတဲ့။အော်ဘာဖြစ်လို့တော့စပင်ငုတ်တူလေးနဲ့တွေ့ရင်ပေါက်သွားလိမ့်မယ်။အဲ့ဒါအတိတ်တရားဝုဒ္ဓိအလင်းကားဗျအကြည့်ကျက်ချက်ပြောတယ်။အလှမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်ဆရာကြီးရေမူးမြက်ကံပေမေးတင်နေရတယ်။အော်ဘာဖြစ်လို့တော့ကျွန်တော်မေးကြည့်နေရတာပဲ။ငချောက်ကငန်လုံးအားကြီးတော့ရေတအားငတ်လို့ရေအိုးစင်ခဏခဏမသွားနိုင်တော့ဘူးဆရာကြီးရေမူးမြက်ကံပေးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရစကားတခွန်းတည်းနဲ့အလင်္ကာ2မျိုးဖြစ်တယ်ဗျအတိတ်တရားဝုဒ္ဓိအလင်္ကာဖြစ်တယ်ဝင်ကဝုဒ္ဓိအလင်္ကာဖြစ်တယ်စစ်ကြောင်းကြီး9ကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ့ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလုံခြုံမှုစရဲပေါ့နော်ပညာရေးမှုကျမ်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ကိုဆင်းလာတယ်ခမနေကင်းတဏှာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကျွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲအဲ့ဒါဥပမာအလင်းကားဗျသူတို့ဥပမာပေးရသိလွယ်တာပဲနော်ခက်ခက်စစ်မဟုတ်ဘူးသူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စိထဲကိုမြင်ရောက်လာတယ်ဘယ်လိုမြင်စားနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျလှတော်သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှာလက်မှတ်ထိုးပေးလိုက်တယ်သူများအတူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချလိုက်ဒင်း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 လှတော်သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွတ်ရိုက်လိုက်ပြီးတာပဲဒီတဲ့ရှုပ်တာတော့မရှိတော့ပါဘူးကျွန်တော်ကသဘောကျတယ်ဩခင်ဗျားတို့ကလည်းပြောတတ်လိုက်တာနော်လို့အဲ့ဒါယောက်ျားတွေပဲပြောတတ်သလားလို့မိန်းမတွေရောမပြောတတ်ဘူးလားလို့လှတော်သားတယောက်ကပြောတယ်ဩပြောတတ်တာပေါ့ဆရာကြီးဟာတဲ့ကျွန်တော်မိမနဲ့ရံဖြစ်တော့ကြိတ်မောင်ပြောလိုက်တာတဲ့မင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကား3တစ်ဆင်းလူပြိုဖြစ်တယ်ကွာလို့ပြောလိုက်တာတဲ့ကျွန်တော်မိမချက်ချင်းပြန်ပြောတယ်တဲ့ရှင်ရမလေကား3တစ်ဆင်းနေအောင်မဲတဲ့
ကျမတစ်ထစ်မှဆင်းစရာမလိုဘူးအိမ်ပရင်းမောက်ကိုဖွင့်ပြီးလက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်တဲ့ဒါမျိုးသမီးတွေမှတ်ထားဖို့ကောင်းပါလေအဲ့လူကဆက်ပြောသေးတယ်ဗျဆရာကြီးတဲ့ကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေ့ကစပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်သားအကောင်တွေဘဲမှမသွားတော့ပါဘူးပတင်းပေါက်ကိုစောင့်ကြည့်နေကြမှာခမရတို့နဲ့ပြောရတာလေရီးနေရတာပဲနော်လို့အဲ့လိုပြောတော့လှတော်သားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရီးနေတာပဲခမရရီးနေတော့ကျမ်းပါတယ်တဲ့ဆေးရုံဆေးကန်းမသွားရဘူးတဲ့လှတော်သားတွေသိတယ်ဗျရဲချင်းသည်စိတ်ဖိစီးမှုကိုရောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်ကျွန်တော်တို့စီကိုဆရာဝန်တွေပါရောက်လာရင်မပျော်ဘူးခမရဘယ်ပျော်မလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရီးနေတာသူ့စီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခမရသူရောက်လာပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးရသေသွားတယ်ခမရနည်းလေဒါမတော်တဆဖြစ်တတ်ပါရဲ့တဲ့ပြဿနာမရှိပါဘူးတဲ့နောက်9ရက်လောက်နေတော့နောက်တယောက်သွားထိုးပြန်နေဆရာကြီးရဲ့သေတာပဲခမရဒီလေကာယမတော်ရင်2ယောက်လောက်ကလည်းစက်တိုက်ဖြစ်ကောင်းဖြစ်နိုင်တာပဲကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့ကြောက်သွားတယ်ခမရတလလောက်ရှိတော့တယောက်ကမလွဲတာမဆောင်တာသွားထိုးရပြန်နေသေတာပါပဲလေဒါကြတော့လည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်တယ်တဲ့ဘယ်လိုတိုင်လို့ဆိုတော့ဒီဆရာဝန်ကိုမြန်မြန်ပြောင်းရင်လည်းပြောင်းပေးပါတဲ့ပြောင်းမပေးနိုင်ရင်လည်းတင်းញိုင်းကုန်းကိုချဲ့ပေးပါဟုတ်တော့ဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချဲ့ဖို့လုံးမကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျာဆိုပြောင်းသွားတာပေါ့ဆရာကြီးဟာတင်းញိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့ကျွန်တော်သူတို့နဲ့ပြောရင်းနဲ့ဘေးပတ်ဝန်းကျင်ကြည့်တော့သစ်ပင်လေးတွေကစိမ့်စိမ့်ဆူဆူလက်ွက်ထဲမှာရေကလေးတွေကဖွေးလို့ကျွန်တော်ကလှတော့ဆိုတော့အညာဒေသပူပြင်း6တွေ့မှတ်နေတာအခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေသဘောကျတယ်သူတို့ရွာကိုချီးမွမ်းတာကိုအဲ့ဒီမှာလှတော့သားတယောက်ကပြောတယ်ဆရာကြီးကလည်းရေပေါ်ချက်ကတော့စက်အုပ်မှာနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့စက်တောင်ရွေးချယ်မှုရှိတယ်နော်စက်အုပ်မှာနော်သိသဘောကျတယ်ကျွန်တော်လည်းတော်သားသိတယ်ကြက်ဖကအကောင်ကြီးတယ်ခြေထောက်တုပ်တယ်ရက်တာမတန်ဘူးဒီကောင်ကပုံမေးဒီမော့ကြက်မပဲလိုက်ကြည့်နေတာစက်အုပ်မှာကကြတော့သာသမီဇောနဲ့ရင်ကလေးကိုဖွင့်ပြီးချတာဒင်းဒင်းရက်အားတန်နေအဲ့ဒီမှာနှစ်ခါရဲ့ရေထွက်တယ်ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမင်းနဲ့ဆရာကြီးစပါကလင်မဲတဲ့ချိုးနေတယ်တဲ့သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နီးပါရဲ့တဲ့ဝက်လက်မြို့10 မိုင်လောက်ပဲဝေးတယ်မတူဘူးခမရသူ့ကြရေရှားတယ်တဲ့အဝီစီတွင်းဆိုတဲ့အတိုင်းပဲတဲ့ဟိုးအောက်ဒေဝရငယ်ရိပ်ပုံတူရတယ်အဝီစီရောက်သွားထွက်လာတဲ့ရေကလည်းဘာငံတယ်လဲမမင်းနဲ့ဆရာကြီးအတုမြုပ်တာရှာထားပြီးတော့ငံပြာရည်ချက်เสียမလိုဘူးကျွန်တော်ကရည်တော့ကျွန်တော်နဲ့တူထိုင်းနေတဲ့ရွှေဘိုသားကလည်းရောနှောရည်တာပေါ့အဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိသွားတယ်ဆရာကြီးတဲ့အဲ့ရွှေဘိုသားတွေကြောင့်ပြောရအောင်မဲတဲ့ဟိုလူတွန့်သွားတယ်ဗျကျွန်တော်အားပေးတယ်ပြောပါလို့အဲ့ရွှေဘိုသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော်မော်တော်ကားကြီးနဲ့ဖြတ်သွားတယ်ခင်ဗျည9 နာရီ 10 နာရီကျတော့လှတော်ဖြတ်ပြန်သူတို့ဘောလုံးနိုင်တဲ့နေ့ဆိုရင်ဆရာကြီးတရွာလုံးတယောက်မှအဲ့လိုမရဘူးပွက်ကိုညံနေတာပဲကျွန်တော်တို့ကသိပါပြီတဲ့မေးစရာမလိုပါဘူးရွှေဘိုသားတွေဘောလုံးနိုင်လာပြီကွသူတို့ရှုံးနေညကြရင်တော့ဆရာကြီးဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးကျွန်တော်ထင်တယ်တဲ့လှတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်တယ်သူတို့မှပြောရတယ်နော်ရွှေဘိုသားမျက်နှာပြတ်သွားတယ်ဗျအဲ့ဒါကိုလှတော်သားတယောက်က
တတိထားမိပြန်တယ်ဒီလူတွေပါတယ်ဗျဆရာကြီးအားတဲ့သူများဒါပြောရတာပဲကျွန်တော်တို့လှတော့အကောင်တွေလည်းမကောင်းပါဘူးတဲ့ရေအိမ်တွေတိုင်းငါးပက်လုံးလို့သေးတောင်ပေါက်မထားရဲဘူးတဲ့ချေဖို့သားလည်းဂျေနတ်သွားပါတယ်အဲ့တော့အဲ့ဒါလေးတွေဗျာကျွန်တော်ကကိုယ်တိုင်သွားကိုယ်တို့ကြုံယုံရပြီဒါလေးကိုကျွန်တော်လှတော်သားနှင့်စကားအလင်ကားလို့ဆိုပြီးတော့ပြန်ရေးပါတယ်ဖတ်တဲ့လူတွေကိုလိုပဲပြုံးပါစေရဲပါစေလို့မျှဝေခံစားနောက်အဲ့ဒီလူတွေကိုကျွန်တော်အော်နာလုပ်ချင်တယ်ဒီလိုဟာတွေကိုသူတို့တရွာလုံးတက်နေတယ်သိလေးစားဖို့ကောင်းတာပဲကျွန်တော်ပြောရင်အများကြီးပဲနောက်တော့ကျွန်တော်စာအုပ်တုပ်ရပါတယ်စာအုပ်တုပ်တောင်ရေးပြီးပါပြီသူတို့အကြောင်းနေအဲ့တော့ဘဝတည်းကရတဲ့စာပါပဲနောက်တစ်ခါသူများရေးတဲ့စာတွေကနေကျွန်တော်ဘဝတည်းယူကြည့်တာကလေးရှိတယ်တခြားမဟုတ်ပါဘူးဗျာခုနပြောတဲ့စာရေးဆရာကြီးဤကြကွေးပါပဲကျွန်တော်နဲ့ညီကိုလိုချစ်ခင်ပါတယ်တယောက်တည်းနေရှာပါတယ်ဆင်းရဲပါတယ်ကွယ်လွန်တော့ကျွန်တော်တို့သင်္ကြန်မဲ့လူတော်မှနဲပါတယ်ကျွန်တော်တငယ်ချင်းကျွန်တော်တွေတော့ကြီးပါတယ်9 နှစ်လောက်ကြီးပါတယ်ချစ်လို့တငယ်ချင်းလို့ခေါ်တယ်သူနဲ့ကျွန်တော်မင်းနဲ့ငါနဲ့ပြောလို့ရှိတယ်ကျွန်တော်မိမမကြိုက်ဘူးကိုယ်တဲ့9 နှစ်လောက်ကြီးမင်းနဲ့ငါနဲ့ပြောတာငယ်ကြီးမှမကြောက်ဘူးလားမကြောက်ပါဘူးချစ်လို့ပြောတာပဲအဲ့လိုပြသူကွယ်လွန်းတော့ပန်းခွေလေးနှစ်ခွေပဲရှိတယ်တစ်ခွေကကျော်ရဲ့ပန်းခွေနောက်တစ်ခွေကတမ်းမြင့်အောင်ရဲ့ပန်းခွေကျွန်တော်ကတမ်းမြင့်အောင်ရဲ့အဲ့ပန်းခွေတစ်ခွေဘယ်လောက်ကျ2000ကျတယ်ဆရာငါ့ကိုတစ်ခွေလုတ်ပေးစမ်းမှာခုသွားပြီးပြေးဝစမ်းမှာတမ်းမြင့်အောင်ကပြောတယ်တင်းကြိုတော့မှာပဲဆရာရဲ့ပန်းခွေမောပါနဲ့ရက်လေကြလို့ရှိရင်မုံဟင်းငါကလေးကျွေးကျင်တယ်ပတ်စံမရှိဘူးဆရာရဲ့အဲ့ဒီပန်းခွေဖို့2000ကိုမုံငါကျွေးပါဆရာရဲ့ကျွေးရတယ်ကိုလုံနိုင်တာအစွမ်းကိုပေးကြကျော်သူနဲ့တမ်းမြအောင်ကကားကောင်းစားကြီးနဲ့ကျော်သူကိုယ်တိုင်မောင်းတယ်ကျွန်တော်ကအဲ့ဒီခေါင်းကိုထမ်းပြီးတော့ကားပေါ်ရောက်အောင်တင်းနေချစ်ဦးညိုးကငိုချင်းတယ်နောက်ကနေငိုလိုက်တာသူကတနာလိုက်တာကိုကသိတနာဖို့ကောင်းတာပဲတအားကုန်ဆိုင်ကြည့်တယ်ငငိုရင်နဲ့ဒီကောင်ကဘယ်လိုတွေးပေါက်သွားတယ်မသိကျွန်တော်လာပြောသေးတယ်အခုသေးလိုက်တအားငိုမှာပဲဗျာဩရေးတယ်မမင်းငိုဖို့ငါသေပေးအောင်မှကြလို့သူရေးတဲ့စာကလေးတစ်ပုဒ်ပါဟာတစာရေးဆရာကြီးပါသူကလက်ဖေးဆိုင်မှာလက်ဖေးမှာတော့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်သူလက်ဖေးဘယ်လိုတော့အမှန်တော့မသိချိုစိတ်ထားလိုက်ပါဦးဤပြစ်နေရနှိုးစီတွေအများကြီးထက်တောက်ပြီးရင်ခွေလဲကြသွားဟောဤကြကွေးရလဲပြောတတ်လိုက်တာရေးတတ်လိုက်တာအဲ့ဒါလေးကိုကျွန်တော်ထားတယ်သဘောကျလို့ကိုလည်းတော်သားဆိုတော့ကျွန်တော်တို့ရွာမှာဖေးလို့တောင်မခေါ်ပါဘူးလက်ဖေးချိုးလို့ချိုတာလေးထက်ခေါ်တယ်ချိုမှကြိုက်အဲ့ဒါနဲ့ကျွန်တော်ခုနေတာမင်္ဂလာတုံခေပင်လမ်းမတန်းပြကျွန်တော်အိမ်ဘေးမှာလက်ဖေးဆိုင်လေးတွေတန်းစီလို့ရှိတယ်တနေ့ကျွန်တော်အိမ်နဲ့နီးတဲ့လက်ဖေးဆိုင်ပြီးတော့တောက်ပါတယ်ဇဝဲတို့လေးက10 နှစ်သားလေးသူကျွန်တော်သိပါတယ်ဒီကောင်နောက်တောက်နဲ့မေးတယ်ဘယ်လိုပြောမှလဲစာရေးဆရာကြီးညနေဘိုးကမသေးဘူးကျွန်တော်ဒီကောင်ကိုနောက်ချင်စိတ်ပေါက်တာနဲ့ဤကွေးမှတယ်လို့မှားလိုက်ဟဲ့ချိုစိတ်ဤပြက်ခွေလဲတစ်ခွက်กว่าလို့အဲ့ချာတိတ်ကကျွန်တော်ကိုကြည့်ပြီးပြုံးနေရပါတယ်တဲ့ဖြောဆရာကိုလှမ်းပါတယ်လက်ဖေးတစ်ခွက်ဟဲ့ချိုစိတ်ဤပြက်ခွေလဲကြောက်ပရောင်းဂိတ်ဆုံးတယ်ကြောက်ပရောင်းကထညက်ထွက်တယ်ဂိတ်ကဆုံးရအောင်မယ်ဤကြကွေးလွန်လာအောင်မေဒီကလေးဖြည့်เสียရှိတယ်မှန်တဲ့တိုင်းပြောရင်စာရေးဆရာလူရင်းသားစောချစ်မှာဖြည့်เสียမရှိဘူးဤကြကွေးဟာအာနာကုန်ပြီထင်းနေတယ်ဟာဒီကောင်ငါတဲ့သားတာပဲအဲ့ဒီကလေးเสียဒါလေးကိုကျွန်တော်သင်ယူမှတ်သားထားတယ်နောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်ကလေးပါပဲသူ့တဲ့2 နှစ်လောက်ကြီးတယ်မေးပါလေဘယ်လိုပြောရမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်လို့ဟိုကောင်လေးပြောတာပါထဲ့မှလိုက်
ဟဲ့အောင်ချိုစိတ်ဤပြစ်ခွေလဲဘရောင်းကိတ်ဆုံးกว่าအဲ့ဒီခြာတိတ်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေရပါတယ်တဲ့ဖြောဆရာကိုလှမ်းပါတယ်လက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြစ်ခွေလဲကြောင်ဘရောင်းကိတ်ဆုံးတိုင်ဖက်ပလက်လန်းဩဆရာသိကောင်းတာပဲတအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပလက်လန်းလို့ဒီကောင်ဘယ်လိုလုပ်စဉ်းစားတော့ကျွန်တော်မစဉ်းစားမိတာအမှန်ပါပဲဟိုကလေးတွေမြန်တော်လိုက်တာကွာသူပြောလိုက်တော့လည်းဟုတ်တယ်ချိုလိုက်တာကွာတိုင်ဖက်ကိုပလက်လန်းရောဟာဒါလည်းကျွန်တော်ဒီကောင်စီကတင်ယူမှားရပြန်နေနောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပဲဘယ်လိုပြောရမှလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်စရာမရှိတော့တော့ပါဘူးရှေ့ကကလေးတွေပြောတာကျွန်တော်ကုန်တန်းစီလွတ်လိုက်ဟဲ့အောင်ချိုစိတ်ဤပြခွေလဲကြောင်ဝရောင်းကိတ်ဆုံးတိုင်ဖက်ပက်လက်လန်ကွာအဲ့ဒီခြာတိတ်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဗျဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ချောဆရာကိုလှမ်းပါတယ်လက်ဖက်ရည်တစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောင်ဝရောင်းဆုံးတိုင်ဖက်ပက်လက်လန်မြောင်းရတဲ့ခေါင်းဆိုင်တလောက်တောင်ချိုရင်လာတာသေစမ်းกว่าဆိုအဲ့ဒီစကလုံးนี่ကျွန်တော်မှဖြည့်ပြောတာမရှိပါဘာဖြစ်လို့တော့ကျွန်တော်အဲ့စကလုံးนี่လောက်ကိုမလောက်တတ်ဘူးအဲ့ဒါလက်ဖေးဆိုင်ကကလေးတွေမှလောက်တတ်တာဟိုဒီကောင်တွေငါတယ်တာတာပဲသဘောကျတယ်သို့တော့ကျွန်တော်ထပ်မမှားရဲတော့ပါဘူးထပ်မှန်သေချင်းစိုးနဲ့သေတွေပါသူတို့လောက်ရင်ကိုယ်ခံရအောင်မယ်အဲ့ဒါကလေးကိုသဘောကျလို့ကျွန်တော်စာတစ်ပုဒ်ပြန်ရေးတယ်ခေါင်းစဉ်ကကိုယ့်တဲ့ตาသောကလေးများကလေးရဲ့လူမြန်မင်းထင်မသေးလိုက်ပါနဲ့သူတို့မှာကိုယ့်တဲ့ตาဓာတ်တွေအများကြီးရှိပါတယ်ကျွန်တော်ဖတ်တဲ့လူကိုဗျာပြုံးပါစေရဲပါစေလို့မျှဝေခြင်းယုံမကအတိကလေးတစ်ခုပေးခြင်းပါတယ်လူတိုင်းမှာကိုယ့်တဲ့ตาဓာတ်ရှိတယ်အဲ့ဒါလေးကိုတတိရှိစေခြင်းပါတယ်အဲ့လိုမဟုတ်တဲ့ခါကျတော့ထိုသောလူတွေဟာကိုအရာရာငါသာလျင်သိငါသာလျင်တော်ငါသာလျင်တက်ငါမှတပါခြားသောလူတွေငါ့ကိုဘယ်သူမှမမီဘူးအဲ့လိုငါဆွဲအတ္တငါမာနတွေထောင်လွှားကြတယ်ငါကိုလာမကြောနဲ့မောသွားမယ်ငါကိုလာမချောက်နဲ့မှောက်သွားမယ်ငါကိုမထိနဲ့မီးပွင့်သွားမယ်ငါအကြောင်းမကောင်းမပြောနဲ့ငါအကြောင်းမကောင်းမရေးနဲ့ငါကိုဘာကောင်မှတ်တယ်လဲဟိုးပြောလိုက်ကြတဲ့လူတွေကိုသိတ်တော်တာပဲလို့ထင်ရင်မတော်သေးလို့ပါပဲအဲ့ဒါကိုထုတ်ပြီးတော့ပါပြောပြီးဆိုရင်တော့အတော်လျှော်လို့ပါပဲများကြွားဝါပြောရင်များနှိမ်သွားပါတယ်ဒါကလေးကိုကျွန်တော်ကသိစေခြင်းနဲ့သတိရှိစေခြင်းနဲ့ကလေးလေးတွေကိုယ့်ရဲ့သားတွေလို့ပြောချင်တာပါဒီအဲ့ဒီမှာဒါကိုမျိုးကိုမသိတဲ့လူတယောက်ကကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်အသစ်ကလေးထည့်ထားတာမြင်တယ်အချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့ရအောင်မင်းမေးတာကိုငါကမဖြေနိုင်မင်းကို200ပေးမယ်ငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ဟိုတရားရန်တစ်ကလေးလိုချင်လို့ကောင်လေးကပြောတယ်မလုပ်ချင်ပါဘူးဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးပါဘူးကွမင်းရှုံးရင်100ပဲပေးရမယ်ငါရှုံးရင်200တောင်ပေးရမှာပါကွလုပ်ပါကွကလေးကညင်းလို့ကိုမရဘူးအတင်းအညီခိုင်းနေတော့နောက်ဆုံးကောင်လေးကဲအဲ့ဒါဆိုလဲကျွန်တော်အရင်မေးမယ်ဦးလေးအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေတော့က3ချောင်းပါတယ်ဟိုလူနည်းနည်းခေါင်းစားသွား2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်ပါလိမမြင်ဘူးကောင်လေးကဆက်ပြောတယ်ဂျိုးကလည်း3ချောင်းပူဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဟိုလူစဉ်းစားတယ်လှက်ပတ်မျိုးတွေးဘယ်လိုမှစဉ်းစားလို့မရအတော်လေးကြာတော့ကောင်လေးက
ပြောလေဦးလေးမသိဘူးကွာတဲ့ရော့ယူတော့သူစကားနဲ့သူစောင့်ကြီးအောင်ကြီးငွေ200ထုတ်ပေးတယ်ကောင်လေးကပြောတယ်ဦးလေးမေးလက်မေးတော့ပိုလူကအခုကကောင်လေးမေးတဲ့ကောင်ကိုမကျေနပ်ဘူးသိချင်တယ်အဲ့ဒါဘာကောင်လဲမသိဘူးကြောက်တပြင်းမမေးတော့ဘူးကွာတဲ့ခုနမင်းပြောတဲ့ကောင်မဲငါပြန်မေးမယ်အဲ့ဒါဘာကောင်လဲပြောကောင်လေးကသွေးထောင်နဲ့တရားရန်လေးထုတ်ပေးလိုက်တယ်ရော့ကျွန်တော်လည်းမသိပါဘူးကလေးသွားနှက်တဲ့ကောင်တရားရှုံးသွားတယ်ဒါကြောင့်မို့လို့လူတွေဟာကိုယ်နေရာကလေးမှာကိုသိတာကလေးရှိပါရဲ့သူ့နေရာမှာကြတော့သူသိတာကြီးအများကြီးပဲအဲ့လိုမမှန်ကန်ကန်နားလေရင်အသင့်တင်ရင့်ကျက်ပြီတဲ့အဲ့ဒီလူတွေကမကြွားရတော့ပါဘူးသူများကိုလည်းအထင်မသေးရတော့ပါဘူးကိုလည်းအထင်ကြီးပဝင်မြင့်မဖြစ်မိတော့ပါဘူးလို့ဒါကလေးကိုစာချစ်သူများကိုအသိပေးခြင်းပါတယ်သတိပေးခြင်းပါတယ်လူတိုင်းတော်ကြပါတယ်လို့ဒီလိုနားလည်ပါလို့ပြောချင်ပါတယ်